သမ္မတကအစိုးရအဖွဲ့နေဖြင့်ယနေ့မှစပြီးရပ်ပေါင်း100တွင်ဗန်နိုင်းနှင့်အခွန်ဝင်ကြီးဌာနနေဖြင့်တောင်သူလယ်သမားများကိုချေးငွေနှုန်းထားတိုးမြင့်စီမံချက်နေဖြင့်ချေးငွေများတိုးမြင့်ထုတ်ပေးသွားမှာဖြစ်ကြောင်းဥပမာအားဖြင့်စပါးဂျုံချီမင်းရှိပေါင်းနှင့်ပတ်သက်ပြီး3သိန်းအထိ၎င်းအခြားသီးနှံဆက်ရှင်မျိုးကို2သိန်းခွဲအထိ၎င်းဗန်နံစီမုံငင်းဂုံရှုံးနှင့်ပတ်သက်ပြီး3သိန်းခွဲအထိ၎င်းတိုးမြင့်ချေးပေးသွားမှာဖြစ်ကြောင်းအလားတူလေယာသုံးစက်ကရိယာချေးငွေနဲ့ပတ်သက်ပြီးကျပ်သိန်း3000အထိထပ်ကဏ္ဍပေးမှာဖြစ်ပြီးကျပ်သိန်း3000အထက်ဖြစ်ပါကထပ်ကဏ္ဍပေးမှာဖြစ်ကြောင်းလမ်းမဆက်သွယ်ရေးနဲ့ပတ်သက်ပြီးအနည်းစကမ်းလေဆိပ်အဆင့်မြင့်တင်ရေးကိုပြီးပြတ်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပုဂ္ဂိုလ်နှစ်ဆတိုးမြင့်နဲ့ပတ်သက်ပြီးပို့ဆောင်ရေးဝန်ကြီးဌာနမြန်မာစိတ်ကမ်းအာဏာပိုင်တွေဖြင့်တိုးလောင်ရုံများကိုဦးစားပေးနေဖြင့်တည်ဆောက်သွားမှာဖြစ်ကြောင်းအလားတူရထားလမ်းများကောင်းမွန်ရေးအတွက်ရထားလမ်းများအားလုံးကိုတတ်နိုင်သရွေ့အဆင့်မြင့်တင်ပေးသွားမှာဖြစ်ပြီးလက်တလုံးမှာရန်ကုန်မန္တလေးလမ်းရန်ကုန်မော်လမြိုင်လမ်းရန်ကုန်ပြည်လမ်းတို့ကိုအဆင့်မြင့်တင်ပေးသွားမှာဖြစ်ကြောင်းမြကြီးနားမိုးကောင်းမိုးညင်းရထားလမ်းမှာလည်းတရားပြင်ဆင်ခြင်းများလမ်းပြင်ဆင်ခြင်းများဆောင်ရွက်ပေးသွားမှာဖြစ်ပြီးရထားလမ်းများပြင်ရထားဆက်ကောင်းများတွဲများစက်ရုံများအဆင့်မြင့်တင်ခြင်းများကိုလည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းစက်တော်ဤကဏ္ဍနဲ့ပတ်သက်ပြီးမိုဘိုင်းစခန်းအသစ်28ခုကိုယခုရက်တရာတွင်တိုးချဲ့ပေးသွားမှာဖြစ်ကြောင်းမိုဘိုင်းစခန်း9ခုမှာ 4G LTE အဆင့်သို့မြင့်တင်ပေးသွားမှာဖြစ်ကြောင်းတမဝမ်မနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနေဖြင့်ကျေးလက်ရည်ရရှိရေးလုပ်ငန်းဆိုလာရေတင်စနစ်ဖြင့်တောက်သုံးရည်နဲ့စိုက်ပျိုးရည်ရရှိရေးလုပ်ငန်းတို့ကိုဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနနေဖြင့်သုတေသနစွမ်းရည်မြင့်တင်တဲ့ရှေ့ပြေးတက္ကသိုလ်များကိုတည်ဆောက်ပေးသွားမှာဖြစ်ပြီးအဓိကအဖြစ်နေပြည်တော် State Academy ရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်တို့မှ Research and Activation များကိုရှေ့ပြေးတက္ကသိုလ်များဖြင့်သတ်မှတ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလာမယ့်2026-2029 ပညာသင်နှစ်မှစပြီးအလယ်တန်းပညာအဆင့်မှာစက်မှုစိုက်ပျိုးရေးနဲ့ဝင်းမြူရေးပညာရပ်များကိုထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ကြောင်းပြည်သူ့နီတိနဲ့ဇာတိတပညာရပ်များကိုလည်းအခြေခံပညာကျောင်းများမှာအဓိကအနေဖြင့်လူငယ်များအကျင့်စာရိတ္တမြင့်မားစေရေးအတွက်ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ကြောင်းဗလာ900နဲ့ပြေးသွားတဲ့ကျောင်းများဖြစ်စေရေးအတွက်အခြေခံပညာကဏ္ဍမှာ Smart School နဲ့ Football for School Program ကိုလည်းအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နဲ့ပေါင်းစပ်ပြီးရပ်ပေါင်း100တွင်ရန်ကုန်တိုင်းမန္တလေးတိုင်းဧရာဝတီတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့အတွင်းရှိကျောင်းများမှာ Pilot Project အနေဖြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းမူကြိုကျောင်းများကိုအဆင့်မြင့်တင်ပေးသွားမှာဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်ပြည်내နဲ့တိုင်းခရိုင်မြို့နယ်90မှာဒုတိယကျန်းမာရေးဦးစီးမှုများကိုခန့်အပ်ပြီးကျန်းမာရေးမြင့်တင်မှုများကိုဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနေပြည်တော်ရန်ကုန်မန္တလေးမြို့တို့ရှိနှလုံးဆေးကုသရေးဌာနများမှာလူနာတသိန်းအတွက်နှလုံးရောဂါကာကွယ်ရေးအန္တရာယ်အကဲဖြတ်ပေးတဲ့ဆေးကုသမှုများကိုတရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်များရှိသူနာပြုကျောင်းများကိုလည်းသူနာပြုသိပ္ပံများဖြင့်အဆင့်မြင့်တင်သွားမှာဖြစ်ကြောင်းအခြားကဏ္ဍပေါင်းစုံတိုးတက်ရေးအတွက်လည်းမိမိတို့အနေဖြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းမိမိတို့အစိုးရအဖွဲ့အနေဖြင့်တိုင်းပြည်အတွက်ကောင်းအောင်ဆောင်ရွက်ရမှာတဦးချင်းရဲ့ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံများနဲ့ပေါင်းစပ်ပြီးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ကာနိုင်ငံနဲ့ပြည်သူ့အကျိုးအတွက်ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်းတိုင်းပြည်အတွက်ကောင်းအောင်ဆောင်ရွက်သွားကြမည်ဟုတဲ့စိတ်ဖြင့်ကြံစီလုတ်ကင်ဆောင်ရွက်သွားကြစီလိုကြောင်းဖြင့်ပြောကြပါသည်